ဤပီကယ်သည်အသုံးပြုသူစိတ်ကူးသမျှကိုဖန်တီးပေးနိုင်စွမ်းရှိသည်မမျှော်လင့်ပဲဒုံးပြန်အသေးစားလေးတစ်ခုကကောင်လေး၏ခေါင်းကိုထိမှန်သွားသောကြောင့်သူသည်ထိုပီကယ်များအားလုံးကိုအလွန်အန္တရာယ်များသည်ဟုဆိုကာသိမ်းဆည်းလိုက်တော်သည်ကောင်လေးကျောင်းသို့ရောက်သည့်နှင့်ပီကယ်ကိုအသုံးပြုကာအန်နီမေအန်လင်ဇက်ကောင်တစ်ခုကိုဖန်တီးလိုက်သည်သူ၏ရှေ့မှအသက်ဝင်နေသောဇက်ကောင်များကိုကြည့်ပြီးကောင်လေးမှာအလွန်ဝမ်းသာသွားတော့လေထိုဇက်ကောင်တို့ကမူသူ့ကိုတန်တရားဖြင့်ကြည့်နေကြသည်ထိုအချိန်တွင်မိန်းကလေးတစ်ယောက်ရုတ်တရက်ရောက်လာပြီးကောင်လေး၏စိတ်ကူးယဉ်မှုကိုဖျက်တောက်ပစ်လိုက်သည်နောက်တစ်စက္ကန့်တွင်ကောင်လေးသည်နောက်ထပ်ပီကယ်တစ်ဖက်ကိုပါဇက်ထဲထည့်ကာသူ့ကိုယ်ပွားတစ်ခုကိုထပ်မံဖန်တီးလိုက်ပြီးသူထွက်ပြေးနိုင်ရန်အချိန်ဆွဲခိုင်းထားခဲ့သည်ဘင်းကိုမြင်သောအခါမိန်းကလေးမှာဒေါသထွက်သွားပြီးလျှက်စီးများလွတ်ကာဖန်တီးထားသောရုပ်ပုံအားလုံးကိုနှိမ်နင်းလိုက်ပြီးနောက်ကောင်လေးနောက်သို့အပြေးလိုက်လေသည်သို့သောကောင်လေးမှာရက်နေသည်ကိုသူမတွေ့လိုက်ရသည်ထိုအချိန်မှာပင်နောက်ထပ်ကောင်လေးတစ်ယောက်ရုတ်တရက်ပေါ်လာပြီးအဝေးသို့ပြေးသွားသဖြင့်မိန်းကလေးကအမြန်လိုက်ကလျှက်စီးဖြင့်ပစ်ချလိုက်သည်သို့တော်လည်းဘင်းမှာပီကယ်ဖြင့်လှုပ်ထားသောအတုဖြစ်နေမှန်းသူမသိလိုက်ရသည်ကောင်လေးကသူအောင်မြင်ထွက်ပြေးနိုင်ပြီဟုထင်နေစဉ်မှာပင်မိန်းကလေးကထပ်မံပေါ်လာပြီးကောင်လေးမုန်နေသောပီကယ်ပူပေါင်းကိုဖောက်လိုက်သည်သူကနောက်ထပ်ပီကယ်တစ်ဖက်ကိုပါဇက်ထဲထည့်မိအပြုတွင်ကလေးတစ်ယောက်ရောက်လာပြီးမီးရှံများဖြင့်ကောင်လေးမုတ်ထားသောပီကယ်ပူပေါင်းကိုပောက်ကွဲစေလိုက်သည်မိန်းကလေးကကောင်လေးကိုစစ်ဆေးရန်အပြေးလွှားသွားကြည့်တော်လဲနောက်တစ်စက္ကန့်တွင်ထိုကောင်လေးမှလည်းပီကယ်ပူပေါင်းဖြင့်လှုပ်ထားသောအတုဖြစ်နေပြန်သည်မြေပြင်ပေါ်ကပီကယ်များကိုကြည့်ပြီးမိန်းကလေးကအကြံကောင်းတစ်ခုရသွားသည်သူမသည်ပီကယ်များကိုကောက်ယူကာရုပ်တုအတု၃ခုကိုမှုတ်ထုတ်လိုက်ပြီးရင်းတို့၏ခြေထောက်များတွင်ကျိုးများချိလိုက်သည့်ထိုနောက်ကောင်လေးကိုလိုက်ရှာရန်ထိုရုပ်တုများကိုလွှတ်လိုက်သည်ထိုအချိန်တွင်ဆရာမတစ်ယောက်စာသင်ခန်းထဲမှထွက်လာပြီးကျောင်းသားများစုဝေးနေသည်ကိုသတိပြုမိသွားသည်သူမကဆက်စုချင်စိတ်ဖြင့်လမ်းလျှောက်သွားကြည့်သောအခါသူမနှင့်တစ်ထပ်တည်းတူသောအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်တစ်ချိန်တည်းမှာပင်အခြားသောအမျိုးသမီးနှစ်ဦးမှလည်းထိုကဲ့သို့ပင်အနေရခတ်သောအခြေအနေနှင့်ရင်ဆိုင်နေရသည်ထို့ကြောင့်မင်းတို့သည်ဤကိစ္စ၏နောက်ွယ်ကလူကိုရှာရန်ကျိုးများနောက်သို့လိုက်သွားကြတော့သည်မိန်းကလေးကကျိုးသုံးချောင်းလုံးလှုပ်ခါလာသည်ကိုသတိထားမိပြီးကောင်လေးကိုရှာတွေ့ပြီဟုထင်လိုက်သည်သို့သောနောက်တစ်စက္ကန့်တွင်ဒေါသထွက်နေသောအမျိုးသမီးသုံးဦးသူမထံသို့ပြေးလာသည်ကိုမြင်လိုက်ရသဖြင့်မိန်းကလေးမှာထိတ်လန့်သွားပြီးကျိုးများကိုချက်ချင်းချကာခေါင်းမိုးပေါ်သို့ထွက်ပြေးသွားတော့သည်တစ်ဖက်တွင်လည်းကောင်လေးမှာစောစောကပီကယ်များကိုအလားအတာဖြုံးတီးခဲ့မိခြင်းအတွက်နောက်တရနေသည်လက်ထဲကနောက်ဆုံးပီကယ်ဖက်လေးကိုကြည့်ပြီးသူအစွမ်းကုန်ကြိုးစားရမည်ကိုသိလိုက်သည်ထိုခဏတွင်ခေါင်းမိုးပေါ်ရှိလူအားလုံးကောင်းကင်ကြီးမှောက်မိုက်သွားသည်ကိုခံစားလိုက်ရသည်သူတို့မောကြည့်လိုက်သောအခါအပေါ်ယံတွင်အလွန်ကြီးမားသောပီကယ်ပူပေါင်းကြီးတစ်ခုကိုတွေ့လိုက်ရပြီးထိုပူပေါင်းထဲတွင်လူရုပ်အတုပေါင်းများစွာအဆက်မပြတ်ဖြစ်ပေါ်နေတော့သည်